အရမ်းများလာတယ်ပေါ့နော်ဒီဘက်ခေတ်မှာဆိုဖုန်းတွေသားသုံးတဲ့ခါမှာပြဿနာဘယ်လိုဖြစ်လာလဲဆိုတော့ဒီမှာဒါလေးကိုနမူနာကြည့်ထားပါ the ear to shoulder alignment လို့ခေါ်တယ်အဲ့တော့ဒီ ear ကနရွက်ကပခုံးရဲ့အရှေ့ကိုနည်းနည်းရောက်နေဒါကို forward head posture လို့ခေါ်တယ်ဒီမှာဆိုရင်ဒီနောက်ကဒီ goat ကလေးကပို့ပြီးတော့ကလေးကခုံးလာတယ်ပေါ့နော်ဒါ rounded shoulder လို့ခေါ်တယ်နော်ဒီ rounded shoulder ဆိုတာဒီရှေ့ဘက်မှာပခုံးရရှေ့ဘက်ကိုရောက်နေတာပေါ့နော် rounded ဖြစ်နေတာနောက်တစ်ခုကဒီနရွက်နဲ့ပခုံးနဲ့ကတန်းနဲ့မဖြစ်တော့တတည်းတစ်စောင်းလေးနေတာ okay ဒါဆိုပို့ပြီးတည်တာနော် okay ဒီနေရာမှာလည်းတော့ခုံးနေတယ်နော်အဲ့တော့ကြာလာရင်ကလေးကဘယ်လိုဖြစ်လာမလဲဆိုတော့ဒီနေရာမှာသူကြီးပေါင်းတက်လာလာနဲ့ဂုတ်ကြီးပေါင်းလို့ခေါ်တယ် Dobertus ham ဒီမှာဖြစ်လာနိုင်တယ်နော်ဒါကိုကျွန်တော်တို့ပြင်နေတယ်ဆိုရင်ကျွန်တော်တို့ဒီ corrective exercise တွေအများကြီးရှိပါတယ်เนาะဒီຢာတွေအကုန်လုံးပြင်လို့ရတယ်ဒီရွယ်မှာเนาะအခုဒါကလေးက12နှစ်ဒီ12နှစ်13နှစ်18နှစ်မတိုင်ခင်ပြင်ထားမှာနောက်ပိုင်းရဲ့ complications တွေသူကာဝယ်နိုင်မှာဖြစ်ပါတယ်เนาะတကယ်လို့ကိုကဒါတွေကိုမလှုပ်ထားဘူးဆိုရင်သူအသက်ကြီးလာနေများဒီ complications တွေကတော့တော်တော်လေးများပါတယ်เนาะ